1919ခုနှစ်ပထမကမ္ဘာစစ်ကြီးအပြီးမှာကမ္ဘာနိုင်ငံတွေစုပေါင်းပြီးနိုင်ငံပေါင်းစုအသင်းကြီး League of Nations ကိုဖွဲ့စည်းခဲ့ပါတယ်။ရွေချက်ကတော့နောက်ထပ်စစ်ပွဲတွေမဖြစ်စေဘူးပါ။ဒါပေမဲ့ဒီကြိုးပမ်းမှုဟာမအောင်မြင်ခဲ့ပါဘူး။ဒုတိယကမ္ဘာစစ်မီဟုံတောက်လောင်လာတဲ့အခါလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာစိတ်ကူးမရင်နိုင်လောက်အောင်ရက်စက်ကြမ်းကြုတ်ခဲ့ပါတယ်။ဟစ်တလာဦးဆောင်တဲ့နာဇီပါတီဟာဂျူးလူမျိုး6တန်းကျော်ပါဝင်ဂျစ်စီတွေမတန်ဆွမ်းသူတွေနဲ့လိမ်လူချစ်သူတွေမလူလားအပ်တဲ့သူများလို့သတ်မှတ်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့ပါတယ်ကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာတော့တာဝန်ရှိသူတွေကိုအရေးယူဖို့တမိုင်းဝင်စစ်ခုံရုံးတွေပေါ်ပေါက်လာပါတယ်။ဂျာမနီနိုင်ငံနူရင်ဘတ်မြို့မှာနာဇီခေါင်းဆောင်တွေနဲ့တာဝန်ရှိသူ200ကျော်ကိုစစ်ဆေးခဲ့သလိုအရှေ့အာရှဘက်မှာလည်းဂျပန်တာဝန်ရှိသူတွေကိုတိုကျိုမြို့မှာစစ်ဆေးအပြစ်ပေးခဲ့ပါတယ်။ဒီဖြစ်ရပ်တွေကနေသင်ခန်းစာယူပြီးကမ္ဘာကြီးကိုငြိမ်းချမ်းစေမယ့်စနစ်တစ်ခုတည်ထောင်ဖို့လိုအပ်ကြောင်းကမ္ဘာခေါင်းဆောင်တွေသဘောပေါက်လာကြပါတယ်1945မှာကမ္ဘာကုလသမဂ္ဂကိုဖွဲ့စည်းလိုက်ပြီးတဲ့နောက်ကုလသမဂ္ဂဗြိညင်အပိုက်68အရ1946ခုနှစ်မှာလူ့အခွင့်အရေးကော်မရှင်ကိုစတင်ဖွဲ့စည်းခဲ့ပါဒီကော်မရှင်ကိုအမေရိကန်သမ္မတကတော်အယ်လီနာရူးစဘယ်ကဥက္ကဋ္ဌဖြစ်ဦးဆောင်ခဲ့ပြီးပြင်သစ်ပညာရှင်ရီနေကက်ဆင်ကနေဒါမှဂျွန်ဟန်ဖရီတရုတ်မှပီစီချန်းနဲ့လက်ဘနွန်မှချားမာလစ်တို့လိုကမ္ဘာထိပ်တန်းပညာရှင်ကြီးတွေပါဝင်ရေးဆွဲခဲ့ကြပါတယ်သူတို့ဟာအစည်းအဝေးပေါင်း82ကြိမ်ကျင်းပပြီးမူကြမ်းကို168ကြိမ်တိုင်ပြင်ဆင်ရေးသားခဲ့ကြရပါတယ်ဒီပညာစာတမ်းကိုရေးဆွဲရမှာအခက်အခဲတွေအများကြီးရှိခဲ့ပါတယ်အနောက်နိုင်ငံတွေကနိုင်ငံသားနဲ့နိုင်ငံရေးခွင့်ရေးကိုအလေးပေးလိုကြပြီးဆိုဗီယက်အုပ်စုဝင်ဆိုရှယ်လစ်နိုင်ငံတွေကတော့စီးပွားရေးလူမှုရေးအခွင့်အရေးကိုဦးစားပေးချင်ကြပါတယ်ဘာသာရေးရတဲ့ဆော်ဒီအာရေဗီးယားကဘာသာကူးပြောင်းခွင့်ကိုကန့်ကွက်ခဲ့တယ်လို့တောင်အာဖရိကနိုင်ငံကလည်းလူမျိုးရေးတန်းတူညီမျှမှုကိုလက်မခံချင်ခဲ့ပါဘူး။ဒါပေမဲ့နောက်ဆုံးမှာတော့ပြည်နိုင်ပြီးအချက်ပေါင်း30ပါဝင်တဲ့ကြေညာစာတမ်းကိုအချောတတ်နိုင်ခဲ့ကြပါတယ်။1948ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ပြင်သစ်နိုင်ငံပဲရစ်မြို့မှာကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာဒီကြေညာစာတမ်းကိုမဲခွဲဆုံးဖြတ်ခဲ့ပါတယ်။အဖွဲ့ဝင်နိုင်ငံ58နိုင်ငံရှိတဲ့အနက်48နိုင်ငံကထောက်ခံမဲပေးခဲ့ပြီးကန့်ကွက်မဲလုံးဝမရှိခဲ့ပါဘူး။ဒါပေမဲ့ဆိုဗီယက်ယူနီယံ၊ယူကရိန်း၊ဘယ်လာရုစ်၊ပိုလန်၊ချက်ကိုစလိုဗက်ကီးယား၊ယူဂိုစလာဗီးယား၊ဆော်ဒီအာရေဗီးယားနဲ့တောင်အာဖရိကစတဲ့8နိုင်ငံကတော့ယားနေမဲပေးခဲ့ပါတယ်။ဂျီမင်နဲ့ဟွန်ဒူးတဲ့2နိုင်ငံကတော့အစည်းအဝေးတက်ရောက်ခြင်းမရှိတာကြောင့်မဲမပေးခဲ့ပါဘူး။ဂုဏ်ယူစရာကောင်းတာတစ်ခုကတော့မြန်မာနိုင်ငံဟာဒီသမိုင်းဝင်စာတမ်းကြီးကိုထောက်ခံမဲပေးခဲ့တဲ့အာရှနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။